တန်းနှုတ်ဇလန်ပြီးဆုံးသွားတဲ့နောက်ပရိသတ်တွေကြားထဲမှာအမေးများဆုံးမေးခွန်းကတော့လိုက်ဟာဘယ်ရောက်သွားလဲဆိုတာပါပဲဒီမေးခွန်းရဲ့အဖြေကိုလူအများဆုံးတွေးကြတာလျာဂါမီလိုက်ဟာရှီနီဂါမီတယောက်ဖြစ်သွားတယ်ဆိုတာပါပဲဒါပေမဲ့ဒါဟာတကယ်မဟုတ်ပါဘူး official ကြေညာထားမျိုးလည်းမရှိပါဘူးဆိုတော့ဒါဟာ theory သက်သက်ပဲဖြစ်ပြီးဘလို့အချက်တွေကြောင့်ဖြစ်နိုင်တယ်ဘလို့အချက်တွေကြောင့်မဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်တို့အတူတူခွဲခြမ်းစိတ်ပြကြည့်လိုက်ရအောင်ပါဆိုတော့ကျွန်တော်အနေနဲ့ပထမဆုံးမဖြစ်နိုင်တဲ့အချက်တွေကိုအရင်ဆုံးစဉ်းစားကြည့်လိုက်ရအောင်ဒန်နိုရဲ့မူရင်းမှန်ကားရဲ့အဆိုအရယာဂါမီလိုက်ဟာရှီနီဂါမီတယောက်ဖြစ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ manga chapter 100ခွန်မှာစာရေးဆရာတိတိကျကျရေးထားပါတယ်။လူသားအလုံးဟာတေဆုံးသွားပြီးတဲ့နောက်မှာမြူဆိုတဲ့ဘာမှမရှိတဲ့နေရာကိုပဲရောက်သွားပါမယ်။ပြန်ရှင်လာတာဒါမှမဟုတ်တခြားနေရာကိုရောက်သွားတာမျိုးလုံးဝမရှိဘူးလို့ဆိုထားပါတယ်။နောက်ပြီး Ru ကလည်း like ကိုအစကတည်းကပြောခဲ့ပါတယ်။ဒန်နိုကိုအသုံးပြုတဲ့လူတိုင်းကနက်ပီတောင်းမငရဲပီကိုတောခွင့်မရှိဘူးဆိုတဲ့ဟာပါပဲ။ဒါဟာရှီနီဂါမီဖြစ်မယ်လို့ဆိုထားတာမဟုတ်ဘဲနဲ့လုံးဝပျောက်ကွယ်သွားမယ်လို့ဆိုထားတာဖြစ်နိုင်ပါတယ်။ဆိုတော့ like ဟာရှီနီဂါမီမဖြစ်နိုင်ဘူးဆိုတာဒီချက်နှစ်ချက်ထဲနဲ့ပြီးသွားပါပြီ။ဆိုတော့ကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့အချက်တွေကိုစဉ်းစားကြည့်လိုက်ရအောင်ကျွန်တော်ဖြစ်နိုင်တဲ့အချက်တွေကိုစဉ်းစားရတဲ့နေရာမှာ fan theory တွေနဲ့တခြား special episode တွေထဲကအကြောင်းအရာတွေကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်ကျွန်တော် Dano ရဲ့ special episode 1ကိုကြည့်တဲ့အခါမှာလိုက်ယာဂါမီဟာရှီနီဂါမီဖြစ်နိုင်တယ်ဆိုတဲ့အရေးမှုတွေအများကြီးထည့်သွင်းပြီးတော့ပြထားတာကိုတွေ့ရပါတယ်ဘလို့အရေးမှုမျိုးလဲဆိုတော့ special episode 1ထဲမှာပါတဲ့အမီမသိရှီနီဂါမီဟာယာဂါမီလိုက်နဲ့တော်တော်တူနေတာပါဒီရှီနီဂါမီရဲ့သပင်ပုံစံဟာလိုက်ရဲ့သပင်ပုံစံနဲ့တူနေသလိုမျက်လုံးတွေကလည်းလိုက်ရဲ့နောက်ဆုံးချိန်တော့မျက်လုံးတွေအတိုင်းပါပဲဒါတွေတင်မဟုတ်ဘဲနဲ့သူဝတ်ထားတဲ့ကုတ်အင်ကြီးဟာလိုက်တည်ဆုံးချိန်ကဝတ်ဆုံနဲ့ဆင်တူသလိုပတ်တီးစီးထားတာကလည်းလိုက်တနက်တန်ရာရခဲ့တာကိုရည်ညွှန်းနေပုံရပါတယ်အဲ့ဒီရှီနီဂါမီဟာရူစီကိုလာတာဖြစ်ပြီးရူကိုပန်းသီးပစ်ပေးခဲ့ပါတယ်ရူကသူ့ကိုလိုက်လို့အမိတက်ပြီးခေါ်ခဲ့သလိုသူထွက်သွားတဲ့အခါမှာလည်းမင်းကတော့ဖျားသခင်မဖြစ်ခဲ့ပါဘူးလို့ပြောခဲ့ပါတယ်ဒီအချက်တွေကိုကြည့်မယ်ဆိုရင်ဒီ special episode 1တွေကမြင်မသိရှီနီဂါမီဟာလိုက်ဖြစ်နိုင်ခြေများပါတယ်ဒါပေမဲ့ဒါဟာ theory သက်သက်ဖြစ်ပြီးဒီချက်တွေကိုညှင်းလို့ရတဲ့အကြောင်းအရာတွေလည်းအများကြီးရှိနေပါသေးတယ်ဆိုတော့ brother ကိုလည်းဘယ်လိုမြင်လဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးသွားခဲ့ပါဦးဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်